တရားကျင့်တော့လူ၄ယောက်ည7 နာရီကြော်လောက်မှရောက်လာတယ်ဦးဇင်းအခန်းတကားမဖွင့်ဘဲနဲ့သူတို့ဝဲလာကြတယ်ဝဲလာတော့မင်းတို့ဘာလုပ်လာတာလဲဦးဇင်းကလည်းမေးတော့ဆယ်တော်တပည့်တော်တို့နေစရာမရှိလို့နေရလာပြီးတော့တောင်းတာပါတဲ့မဲ့လို့လျှောက်တယ်လျှောက်တော့အေးအဲ့ဒါဆိုနေရသားပြီးမယ်မင်းတို့အခုဘယ်မှာနေကြတယ်လဲမေးတော့တပည့်တော်နေစရာမရှိလို့ဇီးပင်လေးတစ်ပင်မှာနေရတယ်အဲ့လိုလျှောက်တယ်အဲ့ဒီပုဂ္ဂိုလ်တွေရောက်တော့အသားအရည်တွေကကြမ်းကြမ်းထန်ထန်ကြီးတွေစိမ့်စိမ့်ကြီးတွေသူတို့အသားတွေကင်ကြည့်ရင်ကြမ်းကြမ်းထန်ထန်ကြီးတွေအဲ့ဒါတွေ့ရတယ်ဒါဦးဇင်းကိုယ်တိုင်တွေ့ရတယ်တွေ့တော့အဲ့ဒီပုဂ္ဂိုလ်တွေကကဲဒါဆိုရင်မင်းတို့နေရာသားပေးမယ်မင်းတို့ပြန်ကြတော့၄ယောက်ကတန်းစီပြီးတော့ပြန်သွားကြတယ်အဲ့ဒီလူတွေနဲ့မမြင်ရတဲ့ပုံကိုယ်တွေနဲ့မတူတဲ့အချက်တစ်ချက်တော့ရှိတယ်အဲ့မမြင်ရတဲ့ပုံကိုယ်တွေကပြန်ဆိုရင်တန်းပြန်သွားတယ်လူတွေကတော့အဲ့ဒီလိုမဟုတ်ဘူးပေပေကကလှုပ်ချင်တယ်လှုပ်လာအဲ့ဒီပုံကိုယ်တွေကတော့တခါနဲ့ပြန်တော့သူထွက်သွားတယ်သူဆက်မနေရဘူးနားလည်းပြင်တော့ရောက်တယ်အဲ့ဒါထူးထူးဆန်းဆန်းဖြစ်တယ်အဲ့လိုအဲ့ဒါဥစဉ်ခမ်းမိတ်မိတ်ဖြစ်နေတဲ့နေရာကတော့အင်မတန်ကြမ်းတမ်းတဲ့နေရာပါအဲ့ဒီနေရာဥစဉ်တရားသွားကျင်ပြီးတော့တန်ဃာတွေတရားပြတယ်တရားပြတော့အဲ့ဒီပုဂ္ဂိုလ်တွေညဘက်12 နာရီကျော်လောက်မှရောက်လာတယ်ဥစဉ်ကလည်းမေ့သွားတယ်သူတို့နေရာသားမပေးမိဘူးမေ့သွားတော့အဲ့ဒီပုဂ္ဂိုလ်တွေကဘုန်းကြီးကဂရိပြက်တယ်ဆိုပြီးတော့လေမုန်တိုင်းနေတိုက်တယ်လေမုန်တိုင်းကရိုးရိုးတိုက်တာမဟုတ်ဒီအမိုးတွေပါကျွတ်ထွက်အောင်တိုက်တယ်ဓာတ်တိုင်တွေအကုန်လဲဦးစင်းကျိန်းတဲ့ဒီအခန်းထဲမှာရီဒူးစစ်လောက်ရောက်လာတယ်အဲ့ဒါနှွေးခေါင်းကြီးသူတို့နှွေးခေါင်းမှာအဲ့လိုဖြစ်တာအော်ဒါဦးစင်းတို့ဖြေရဖြစ်စဉ်လေမုန်တိုင်းကြလို့ဖြစ်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့မဟုတ်ဘူးအဲ့ဒီပုံကိုယ်တွေလှုပ်တာဒါပေမဲ့